မင်္ဂလာပါဒီတစ်ခါမှာတော့ Scratch 3ရဲ့ interface ကိုစတင်လေ့လာကြည့်ရအောင် Scratch ကိုအခုမှစတင်လေ့လာမဲ့သူရဲ့အနေနဲ့သူ့ရဲ့ interface ကိုရင်းနှီးဖို့လိုအပ်ပါတယ် Scratch ဟာအသုံးပြုဖို့လွယ်ကူပြီး online ရော offline application မှာအသုံးပြုနိုင်ပါတယ်ကွန်ပျူတာမှာ install မလုပ်ဘဲသူ့ရဲ့ official page မှာသွားရောက်အသုံးပြုနိုင်တယ်လို့ကွန်ပျူတာမှာ Scratch 3ကို install ပြုလုပ်ပြီးလဲအသုံးပြုနိုင်ပါတယ်ဒီဗီဒီယိုကစတင်အသုံးပြုမဲ့သူရဲ့အတွက်အထောက်အကူပြုမယ်လို့မျှော်လင့်ပါတယ်။ comment မှာ Scratch official website link နဲ့မိမိကွန်ပျူတာမှာ install ပြုလုပ်မဲ့သူများအတွက် download link ကိုပေးထားပါတယ်။ download လုပ်ယူတဲ့အခါမှာလည်းမိမိရဲ့ OS နဲ့ကိုက်ညီတဲ့ version ကို download လုပ်ပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Scratch interface မှာအဓိကကျတဲ့ tab 3 ခုရှိပါတယ်။အဲ့ဒါတွေကတော့ Code tab Custom tab နဲ့ Sound tab တို့ဖြစ်ပါတယ်။ Code tab မှာတော့ Code block တွေပါဝင်မှာဖြစ်ပြီး၎င်း Code block တွေကိုအသုံးပြုပြီးဇာတ်ကောင်တွေကိုခိုင်းစေဖို့အတွက်ရေးသားရမှာဖြစ်ပါတယ်။ Code tab မှာ Code တွေကို categories alike ခွဲခြားထားပါတယ်။ categories alike code group တွေကိုကြည့်မယ်ဆိုရင် motion categories မှာ sprite တွေကိုရွေ့လျားတဲ့အခါခိုင်းစေရန် code block တွေပါဝင်ပါတယ်။ move step ကိုအသုံးပြုမယ်ဆိုရင်ဒီ block က sprite ကိုရွေ့ဖို့အတွက်သုံးပါတယ်။ဥပမာ move temp step ဆိုရင် sprite က temp step ရွေ့သွားမှာဖြစ်ပါတယ်။ look category မှာဆိုရင် sprite ရဲ့အသွင်အပြင်ကိုပြောင်းလဲပေးတဲ့ block တွေပါဝင်ပါတယ်။ဥပမာ say hello next costume change site စတဲ့ code block တွေကိုတွေ့ရမှာဖြစ်ပါတယ်။ Sound categories မှာဆိုရင်အတန်ထွက်စေတဲ့ block တွေပါဝင်မှာဖြစ်ပါတယ်။ဥပမာ play sound မြောင်ကိုအသုံးပြုမယ်ဆိုရင် spray ကိုမြောင်ဆိုတဲ့အတန်ထွက်စေမှာဖြစ်ပါတယ်။ Advanced categories မှာတော့ program ကိုစတင်ဖို့သုံးတဲ့ block တွေပါဝင်ပါတယ်။ဥပမာ when green flag click ကိုအသုံးပြုပြီး green flag ကို click ပြုလုပ်တဲ့အခါမှာ program ကစတင်လုပ်မှာဖြစ်ပါတယ်။ Control group မှာ program ရဲ့လုပ်ဆောင်ချက်တွေကိုထိန်းချုပ်ပေးတဲ့ block တွေပါဝင်ပါတယ်။ဥပမာ wait 1 second block ကိုအသုံးပြုမယ်ဆိုရင် spray ကနောက်လုပ်ရမယ့် process ကိုမလုပ်သေးပဲ1 second အချိန်ယူပြီးမှပြုလုပ်မှာဖြစ်ပါတယ်။ repeat 10 time block ဆိုရင် program ကို10ကြိမ်အထိထပ်ခါပြုလုပ်မှာဖြစ်ပါတယ်။ Sensing group ကိုကြည့်မယ်ဆိုရင် sprite ရဲ့အခြားအရာတွေကြားတုံ့ပြန်မှုကိုစစ်ဆေးတဲ့ block တွေဖြစ်ပါတယ်။ဥပမာ Tension color block ဆိုရင်သတ်မှတ်ထားတဲ့အရာကိုထိလိုက်တဲ့အခါမှာ action တစ်ခုဖြစ်စေတဲ့အခါမျိုးမှာအသုံးပြုပါတယ်။ Operator မှာဆိုရင်သင်္ချာဆိုင်ရာလုပ်ဆောင်ချက်တွေပါဝင်ပါတယ်။ဥပမာ add subtract join string စတဲ့ operator တွေပါဝင်ပါတယ်။ Variable မှာတော့ data သိမ်းဖို့နဲ့အသုံးပြုတဲ့ block တွေကိုတွေ့ရမှာဖြစ်ပါတယ်။ Variable ဆိုတာဘာလဲ Variable ဆိုတာ container ဒါမှမဟုတ် box တစ်ခုနဲ့တူပါတယ်ကိုသတ်မှတ်လိုက်တဲ့ Variable ဆိုတာ container ထဲကို value ဆိုတဲ့တန်ဖိုးတွေ data နဲ့ information တွေသိမ်းဆည်းနိုင်မှာဖြစ်ပါတယ်ဥပမာ start score to 0 block ကိုသုံးပြီး score ကိုရေတွက်ဖို့တော့သိမ်းဆည်းထားနိုင်ပါတယ် score ဆိုတဲ့ variable တစ်ခုကိုဖန်တီးပြီး change score by 1 ဆိုတဲ့ block ကိုအသုံးပြုပြီး score တွေကိုရေတွက်နိုင်ပါတယ်My block ကိုတော့ကိုပိုင် block တွေဖန်တီးဖို့သုံးပါတယ်။ဥပမာ create a block နဲ့ကိုပိုင် function တွေကိုဖန်တီးလို့ရပါတယ်။ခုပြောသွားတာတွေက code category မှာပါဝင်တဲ့ code အချို့ဖြစ်ပြီးနောက်သင်ခန်းစာတွေမှာလည်း code block တွေကိုသင်ခန်းစာတွေနဲ့အတူလေ့လာသွားရင်းနဲ့ကိုယ်တိုင် animation, story, music, art, game စတာတွေကိုဖန်တီးနိုင်လာမှာဖြစ်ပါတယ်။ Costume tab မှာဆိုရင်တော့ sprite ရဲ့အသွင်အပြင်တွေကိုလိုသလို edit ပြုလုပ်ဖို့ tools တွေပါဝင်မှာဖြစ်ပြီး၎င်း tools တွေကိုအသုံးပြုပြီး sprite ရဲ့အသွင်အပြင်နဲ့ position ကိုပြင်ဆင်လို့ရပါတယ်။ဥပမာ sprite အရောင်ပြောင်းချင်တယ်ဆိုရင် fill tools ကိုအသုံးပြုနိုင်တယ်လို့ဘယ်ညာလှည့်ချင်တဲ့အခါမျိုးအပေါ်အောက် position ပြောင်းချင်တဲ့အခါမျိုးမှာ flip horizontal, flip vertical ဆိုတဲ့ tools တွေကိုအသုံးပြုနိုင်ပါတယ်။ဒါအပြင်နောက်ထပ် tools တွေကိုအသုံးပြုပြီး sprite ကိုမိမိလိုသလိုပြင်ဆင်နိုင်ပါသေးတယ်။
Sound tab ကိုကြည့်မယ်ဆိုရင် spread အတွက်အသံတွေကိုဖန်တီးနိုင်ပါတယ်။ Library မှာပါဝင်တဲ့အသံတွေကိုထည့်သွင်းအသုံးပြုနိုင်တယ်လို့ sound block တွေကိုအသုံးပြုပြီးဒါမှမဟုတ်အသံ record ပြုလုပ်ပြီးအသံတွေကိုဖန်တီးနိုင်ပါတယ်။အလယ်မှာတော့ programming area လို့ခေါ်တဲ့နေရာရှိပါတယ်။အဲ့ဒီ programming area မှာ code block တွေကိုခေါ်ယူပြီး program တွေကိုဖန်တီးရမှာဖြစ်ပါတယ်။ညာဘက်ပေါ်မှာရှိတဲ့အကွက်ကတော့ state area ဖြစ်ပါတယ်။အဲ့ဒီ state area မှာတော့မိမိခေါ်ယူအသုံးပြုထားတဲ့ဇာတ်ကောင်တွေတနည်းပြောရရင် spread တွေရှိနေမှာဖြစ်ပြီး programming area အတွင်းမှာရေးသားထားတဲ့ code တွေ run လိုက်တဲ့အခါမှာ state area ကရလဒ်တွေကိုပြပေးမှာဖြစ်ပါတယ်။ state ရဲ့အပေါ်ဘက်ဘက်အနားမှာတွေ့ရတဲ့ green flag လေးကတော့ program ကိုစတင်ဖို့အသုံးပြုတာဖြစ်ပြီးသူ့ရဲ့ဘေးကအနီရောင် button လေးကတော့ program ကို stop ပြုလုပ်ဖို့အသုံးပြုပါတယ်။ state ရဲ့အောက်မှာတော့ spread တွေကိုခေါ်ယူတဲ့နေရာဖြစ်ပြီးမိမိခေါ်ယူထားတဲ့ spread တွေကိုလည်းပြသပေးမှာဖြစ်ပါတယ်။သူ့ရဲ့အပေါ်မှာတော့ spread ကို name သတ်မှတ်တာ spread ရဲ့တည်နေရာ xy position သတ်မှတ်တာ spread ကို show height ပြုလုပ်တာ site ပြောင်းတာ spread ရဲ့ direction ပြောင်းလဲသတ်မှတ်ခြင်းတွေကိုလုပ်ဆောင်နိုင်ပါတယ်။ဒီမှာနောက်ထပ်သတိပြုမိစရာတစ်ခုကတော့ကိုခေါ်ယူထားတဲ့ spread တွေကိုအသုံးပြုပြီး code ရေးသားတဲ့အခါမိမိ select ပြုလုပ်ထားတဲ့ spread ကို programming area ရဲ့ညာဘက်ထောင့်အပေါ်မှာပြသပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဘေးမှာတော့ state ရဲ့ background တွေကိုပြင်ဆင်နိုင်တဲ့နေရာဖြစ်ပါတယ်။အဲ့ဒီနေရာမှာ background library ကရှိပြီးသား background တွေကိုခေါ်ယူအသုံးပြုနိုင်တယ်လို့မိမိစိတ်ကြိုက်ဖန်တီးထားတဲ့ background တွေကို upload လုပ်ပြီးအသုံးပြုနိုင်ပါတယ်။အခုလောက်ဆိုရင်တော့ Scratch 3 ရဲ့ interface ကိုနားလည်မယ်လို့ယူဆပါတယ်။ဒီသင်ခန်းစာကတော့ဒီလောက်ပါပဲ။နောက်ထပ်သင်ခန်းစာတွေမှာပြန်တွေ့ကြရအောင်။